Hello， 大家好，用 Chinese ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့လာရှိကဒီ HSK Tools ကိုရဲ့လာရှိသင်ခန်းစာကိုလာရှိစပြီးတော့မှတရားပေးသွားပါမယ်။လာရှိဒီ HSK course ကိုလာရှိဒီ exercise ပိုင်းနဲ့ grammar ပိုင်းဆိုပြီးတော့မှဖတ်1ဖတ်2ဆိုပြီးတော့မှနှစ်ပိုင်းခွဲပြီးတော့မှ video နှစ်ပုတ်ခွဲပြီးတော့မှတရားပေးသွားမှာဖြစ်ပါတယ်။လာရှိပြောချင်တာတစ်ခုကလာရှိဒီ hand အရင်တော့ကတင်ပြီးခဲ့တော့ကလာရှိဒီ handset လေးတွေပေါ့နော်။ test လောင်းလေးတွေကိုဒီ handset လေးတွေကိုလာရှိကဒီ video တစ်ပုံးလေးလုပ်ပြီးတော့မှလာရှိအမြဲတမ်းရေးပေးခဲ့တယ်ပေါ့နော်။လာရှိအခုဒီ HSK course မှာတော့လာရှိကအဲ့လိုမျိုး handset လေးကိုလာရှိတော့က video တစ်ပုံးလုပ်ပြီးတော့မှလာရှိမရှိပြီးတော့ပါဘူး။ဘာဖြစ်လို့လာရှိတော့ကအချို့တင်ခဲ့တာက hand ကဒီ 5 ထိတောင်မှပြီးတော့ပြီဆိုတော့လာရှိဒီတရုတ်ဆောင်လေးကိုမြင်လို့ရှိရင်အော်ဒီစကလုံးကဘယ်ကနေစပြီးတော့မှဆက်ရောက်နေလဲဆိုတာအချို့သိပြီးတော့လာရှိထင်နေပေါ့နော်။အဲကြောင့်လာရှိဒါလေးကိုလာရှိအဲ့လိုမျိုးတပုံးလုပ်ပြီးတော့မှတရုတ်ဆောင်လေးလာရှိမရှိပြီးတော့ပါဘူး။ဒါမဲ့လာရှိတို့ကမရေးပြီးတော့ဆိုတိုင်းလာရှိတို့မရေးလို့တော့မရဘူးပေါ့နော်လာရှိကဒီသင်ခန်းစာတွေကိုသင်ရင်းနဲ့မှဒီစကလုံးလေးရလာရှိရေးချင်းထားမယ်ဆိုတော့လာရှိပြတဲ့စကလုံးလေးတွေကိုရေးချင်းပေးထားမှာဖြစ်ပါတယ်မေးချင်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့လာရှိတို့အခုသင်တာက HSK 2ပေါ့နော်လာရှိတို့က HSK 3အထက်ပိုင်းပေါ့နော်3 4 5 6ထိပေါ့နော်အဲ့ဒီထိကိုလာရှိတို့ကဒီဖြင်းရင်းတော့မပါပါဘူး။လာရှိတို့ခုဒီ2မှာကဖြင်းရင်းနေပါနေတော့လာရှိတို့ကအဆင်ပြေတယ်ပေါ့နော်။ဒါမဲ့ဒီ HSK 3 4 5 6ထိကိုလာရှိတို့ကတော့ဖြင်းမပါတဲ့အတွက်ကြောင့်မို့လာရှိတို့ကဒီ handset ကိုမရေးထားဘူးဆိုရင်လာရှိတို့ကလုံးဝဖတ်တတ်မှာမဟုတ်ဘူး။လုံးဝလည်းကိုယ့်ရဲ့ level ကို upload ရမှာမဟုတ်ပါဘူးပေါ့နော်။အဲကြောင့်မို့လာရှိတို့ကလာရှိကိုလာရှိပြလိုက်တဲ့ဒီစလုံးကိုလာရှိကရေးချင်းပေးထားဆိုလို့ရှိရင်ရေးချင်းပေးထားမှာဖြစ်ပါတယ်။အဲ့ဆိုလို့ရှိရင်လာရှိဒီနေ့ဗီဒီယိုလေးမှာတော့ဒီ HSK 2 standard course ရဲ့သင်ခန်းစာတွေကိုလာရှိစပြီးတော့မှလာရှိတင်ပြပေးသွားပါမယ်။好，那我们开始上课吧。好，အဲ့ဆို老师တို့သင်ခန်းစာနံပါတ်1ကိုကြည့်အောင်老师တို့ခေါင်းစဉ်လေးက9月去北京旅游最好9月ဆိုတာကလာရှိတို့6လပိုင်းကိုပြောတာပါ9ကနံပါတ်9月ဆိုတာလ9月ဆိုတာ6လစက်တင်ဘာလကိုပြောတာပါစက်တင်ဘာလမှာတဲ့去သွားသည်北京ကိုသွားပြီးတော့လွီးယူကပျော်ပွဲစားသွားသည်6လပိုင်း北京ကိုပျော်ပွဲစားသွားတာက最好最ဆိုတာဒီကဆုံး好ဆိုတာကကောင်းတာ最好အကောင်းဆုံးပဲ6လပိုင်း北京ကိုပျော်ပွဲစားသွားတာကအကောင်းဆုံးပဲနံပါတ်1ကိုကြည့်မယ်နော်老师တို့ရေးထားတာက给下面的词语选择对应的图片နဲ့给ပေးပါ下面的အောက်မှာပေးထားတဲ့词语စကားလုံးလေးတွေကိုတဲ့选择ရွေးချယ်ပေးပါ对应的မှန်ကန်တဲ့图片ပုံနဲ့တွဲပေးပါတဲ့အချို့နံပါတ်1လေးကိုကြည့်ရအောင်ဗာလေးရေးထားတာလေလွီယိုအချို့လွီယိုကပျော်ပွဲစားသွားသည်ဆိုတော့ ABCDEF မှာဘာလေးဖြစ်မလဲနံပါတ် D လေးဖြစ်မယ်နော်လာရှိလို့နံပါတ် D နောက်တစ်ခုနံပါတ်2လေးက运动အချို့运动လေးကအားကစားလုပ်သည်အားကစားလုပ်တယ်ဆိုတော့နံပါတ် E နောက်တစ်ခုနံပါတ်3လေးက眼睛ဆိုတာလေးကမျက်လုံးဆိုတော့နံပါတ် C နောက်တစ်ခုလေးက足球အချို့足球လေးကဘောလုံးဆိုတော့နံပါတ် Bနံပါတ်5လေးက椅子လေးကကလတ်ထိုင်ဆိုတော့နံပါတ် F နောက်တစ်ခုနံပါတ်6လေးကမောင်အချို့မောင်လေးကကြောင်တရိษံလေးကြောင်လို့ဆိုတော့နံပါတ် E အဲ့ဆိုတော့ဆိုတော့နံပါတ်2လေးဆက်ကြည့်အောင်လားဆိုတော့看下面的图片说说来北京旅游最好的时间အောက်မှာပေးထားတဲ့ပုံလေးကိုကြည့်ပြီးတော့မှာတဲ့ရှော့ပြောကြည့်ပါ来北京旅游北京ကိုပြောဝဲစားလာတဲ့ခါကျလို့ရှိရင်最好的时间အကောင်းဆုံးသောအချိန်ကိုပြောကြည့်ပါတဲ့ဆိုတော့ဒါဆိုရင်3月3လပိုင်းမှာဆိုရင်အဲ့ဒီနေရာကိုသွားလို့အကောင်းဆုံးပေါ့နော်အဲ့ဒါလေးလားဆိုတော့颐和园လို့တော့ခေါ်တယ်ပေါ့နော်颐和园နာမည်ပေါ့နော်ဆိုအဲ့တော့က6月6လပိုင်းမှာဆိုရင်တော့အဲ့ဒါက天安门ပေါ့နော်9月ပြီးတော့12月အဲ့ဒီနေရာလေးအဲ့ဒီအချိန်လေးမှာတွားလို့ရှိရင်အကောင်းဆုံးပေါ့နော်ဆိုတော့တို့课完လေးကြည့်အောင်နံပါတ်1လေးရောက်ပြီလားဆိုတော့ခေါင်းစဉ်လေးက在学校在ဆိုတာလေးကမှာ学校ဆိုတာလေးကကျောင်း在学校ကျောင်းမှာတဲ့လားဆိုတော့နံပါတ်2လေးကိုကြည့်အောင်နံပါတ်2လေးက
我要去北京旅游。我要ဆိုတာဒီကမယ်ဆိုတဲ့အဓိပ္ပာယ်သွားမယ်စားမယ်လုပ်မယ်去ဆိုတာကသွားသည်သွားမယ်北京ကို旅游ပျော်ပွဲစားသွားမယ်你觉得你离个你觉得ဆိုတာဒီကထင်တာပါနင်ထင်နေ什么时候ဆိုတာဒီကဘယ်အချိန်လို့ပြောတာပါဘယ်အချိန်去သွားတာက最好အကောင်းဆုံးလေနံပါတ် B လေးကပြောတယ်9月去北京旅游最好9月9လပိုင်း去北京ကိုသွားပြီးတော့旅游ပျော်ပွဲစားသွားတာက最好အကောင်းဆုံးပဲနံပါတ် A လေးကပြောတယ်为什么ဘာလို့လဲနံပါတ် B လေးကပြောတယ်9月的北京9လပိုင်းရဲ့北京天气ရာသီဥတုက不冷也不热不冷不ကအငင်းဆက်ကလုံးလေးမှ冷ကအေးတော့မအေးဘူးရေဆိုတာလေးကလဲပဲ不热ဆိုတာလေးကပူတာအေးလည်းမအေးဘူးပူလည်းမပူဘူးတဲ့အရှုဒါလေးတွေကတော့လေ listening နားထောင်လို့ရတယ်တော့ခွေပါတယ်ပေါ့နော်အရှုဒီစာအုပ်ဝယ်တဲ့ခါကျတော့ရှင်တော့ခွေဒါမှမဟုတ် audio ပါတယ်ပေါ့နော်တော့ဒီ scan ဖတ်ပြီးနားထောင်လို့ရတဲ့ဟာလေးတွေထည့်ပေးထားလေးရှိရယ်စာအုပ်တွေမှာလေနော်လို့ဆိုအဲ့တော့ရှင်မဆိုရင် तू ကဒီအပေါ်မှာဆိုလို့ရှိရင်在学校 in the school ဆိုတဲ့အဲ့ဘေးနားမှာခွေပုံစံလေးပါတယ်နော်011ဆိုတဲ့ဟာလေးအဲ့ကြောင့်အဲ့ဒီ audio မှာလားဆို011လို့ဟာကိုနည်းလို့ရှိရင်လားဆိုတော့ကဒီဥစ္စာကိုတို့တရုတ်တန်နဲ့အပြန်လန်းပြောထားတဲ့ listening မှာဆိုတာထောင်လို့ရတယ်ပေါ့နော်ဆိုအဲ့လိုမျိုးလုပ်ပြီးတော့မှဒီနားထောင်ကြည့်လို့ရတယ်ပေါ့နော်အရှိတို့မထည့်ပြီးတော့ဘူးနော်အရှိတို့နံပါတ်1လေးအရှိမဆိုရင်အရှိတို့ရေးကြည့်ရမယ့်ဟာအရှိပြောရဲကိုရေးကြည့်ရမယ့်ဟာဆိုတဲ့ဟာကအခုဒီဟာပေါ့နော် new word အဲ့ဒီ new word အတိုင်းကိုရေးကြည့်မှာနံပါတ်1ကဘာလဲဆိုတော့旅游ပျော်ပွဲစားသွားသည်နံပါတ်2လေးက觉得ထင်သည်နံပါတ်3လေးက最ကဆုံးအကောင်းဆုံးအလားဆုံးကြိုက်ဆုံးဆိုရယ်ဆုံးနံပါတ်4လေးက为什么ဘာကြောင့်လဲနံပါတ်5လေးကရေလဲပဲဒီ5လုံးကိုလားဆိုတော့လုံးဝအလို့ရအောင်ခြာရေးထားမယ်နော်လားဆိုအရင်တော့ရေးပေးသလိုမျိုးပဲလေ့ကျင့်မယ်နော်လားဆိုဒါဆိုတော့နံပါတ်2လေးကိုဆက်ကြည့်အောင်နံပါတ်2က看照片ဓာတ်ပုံကိုကြည့်မယ်တဲ့ဆိုတော့看看姐喏照片啊ဓာတ်ပုံနံပါတ်1လေးကြည့်မယ်你喜欢什么运动你离个你喜欢你个在的什么说的呀把运动阿克萨你喜欢什么运动你把阿克萨过在里那么比离个表的我最喜欢踢足球我离个我最离个松喜欢我在的我在松啊咯踢足球ဘောလုံးကန်ရတာကိုအကြိုက်ဆုံးပဲထိကားကန်ဒီ足球啊ဘောလုံးနံပါတ်1လေးကပြန်ပြောတယ်下午ညနေ我们一起去我们ငါတို့一起အတူတူ去သွားပြီးတော့踢足球ပါဘောလုံးသွားကန်ရအောင်ပါလေးရအောင်ညနေငါတို့တူတူသွားပြီးတော့ဘောလုံးကန်ရအောင်နေနံပါတ် B လေးကပြောတယ်好啊ကောင်းပြီnew word လေးကဒီပွဲလူချရေးမှာနော်ရေးကြည့်မှာနော်နံပါတ်6က运动အကစားလုပ်သည်နံပါတ်9လေးက踢足球ဘောလုံးကန်သည်နံပါတ်10လေးက一起အတူတူ好အချို့နံပါတ်3လေးက在家里 at home ပေါ့နော်အိမ်ထဲမှာ在လေးကမှာ家里ကအိမ်လေးကအထဲမှာအိမ်လေးမှာတဲ့နံပါတ်8လေးက我们要不要买几个新的椅子我们ငါတို့要ဆိုတော့ခုနပြောမယ်不要ဆိုတော့မလားဘူးလားပေါ့နော်买ဆိုတာလေးကဝယ်နေ几个ကြီးဆိုတာ3 4 5ခု3 4 5ရောက်လို့ပါတာပြန်လို့ရတယ်အဓိကသတိကြကြဆိုတော့ကြီးရတူကဒီ30အောက်ကနန်းဒီကိုအကုန်လုံးပြောချင်တာပေါ့နော်1 2 3 4 5 6 9 10 10အထိပေါ့နော်အဲ့ဒီကနန်းအကုန်လုံးလားရှိတို့ကကြီးလို့ပြောလို့ရပါတယ်အကျော်ရှိတို့ကဒီမှာဆိုရင်အရှိတော့အလွယ်3 4 5ရောက်4 5 6အဲ့လိုပေါ့အလွယ်ပြောရတာပေါ့နော်အကျော်ရှိတို့က3 4 5ခုပေါ့ကလုံးခုရောက်ခု新的ဆိုတာအသစ်ကိုပြောတာပါရီးစကားကလတ်ထိုင်ငါတို့ကလတ်ထိုင်အသစ်3 4 5ခုလောက်ဝယ်မလားမဝယ်ဘူးလားတဲ့နံပါတ် B လေးကပြောတယ်好啊ကောင်းပြီ什么时候去买什么时候ခုနအရှိမပြောခဲ့တယ်ဘယ်အချိန်去买去သွားပြီးတော့买ဝယ်မှာလေနံပါတ် A လေးကပြောတယ်明天下午怎么样明天မနက်ဖြန်下午ညနေ怎么样ဘလို့လဲ你明天几点能回来你明天မနက်ဖြန်几点
几里个陪呢？点里个哪一不能哪一能哪里回来变啦哪里？那么比例个表嘞3点多，3点都哪一多啥久了，不知道吧？都哪一久嘞？所以说个如果你这边下一面喏，就要说个路嘞。ယူမယ်ရမယ်မယ်အဓိပ္ပာယ်များတယ်เนาะနောက်ရှိပြောတိုင်းလိုက်မယ်เนาะလိုတယ်ယူမယ်ရမယ်ပြီးတော့မယ်တစ်လုံးနဲ့ပဲเนาะနံပါတ်10ကရှင်းကတစ်တော့ adjective ပါတစ်တော့နောက်တစ်ခုလာဆိုတော့နံပါတ်4က at home နေ在家里在ဆိုတာကမှာ家အိမ်လီဆိုတာအထဲမှာ在家里အိမ်ထဲမှာတဲ့နံပါတ်5က桌子下面有个猫桌子ဆိုတာဒီကစပွဲ下面ဆိုတာအောက်မှာစပွဲအောက်မှာ有ရှိတယ်个ဆိုတာကတော့လုံးခုရောက် general measure word တော့တလုံးတစ်ခုတစ်ယောက်ပေါ့နော်တကောင်လေးရတယ်လားဆိုတော့မဆိုရင်貓ဆိုတာဒီကကြောင်有个猫ကြောင်တစ်ကောင်ရှိတယ်လို့ပြောတာဆိုတော့ကြောင်တစ်ကောင်ရှိတယ်နံပါတ်2က那是我的猫那是အဲ့ဒါက我的ငါရဲ့猫ကြောင်နေ它叫花花တူမကိုဟွာလို့ခေါ်တယ်ကြောင်လေးကခေါ်တယ်နံပါတ်4ကပြောတယ်它很漂亮တူမကအရန်လာတာပဲ很ကအရန်漂亮လာတယ်နံပါတ်5ကပြန်ပြောတယ်是啊ဟုတ်တယ်我觉得ငါထင်တယ်它的眼睛သူ့ရဲ့眼睛မျက်လုံးက最漂亮အလားဆုံးပဲလို့ငါထင်တယ်နံပါတ်4ကပြောတယ်它多大了他တို့က多大အသက်ဘလောက်ကြီးတာဆို多ဆိုတာဘလောက်大ကြီးတာသူဘလောက်ကြီးပြီလဲသူအသက်ဘလောက်ကြီးပြီလဲနံပါတ်2ကပြောတယ်6个多月就6个多月6个月ဆိုရင်6လကိုပြောတာ多ဆိုတာကသူကပိုတာများတာကြော်တာ3ခုလုံးရတယ်မဆိုရင်6လကြော်လို့ပြောတာပါnew word လေးရချရေးမယ်နော်他တူဒါ it ဒါနော်အကြောင်လေးမလို့ဒီ他ဟန်စကိုသုံးတာပါ眼睛မျက်လုံး花花လေးကြောင်ကလေးရဲ့နာမည်ဒါဆိုလို့ရှိရင်ချက်ချင်းပြင်ပေးလိုက်တဲ့ဒီသင်ခန်းစာရေးကမင်းနေနဲ့ဒီဟန်စတီကိုလာရှိလို့ကြက်ပေးထားမယ်ရေးချင်းပေးထားမယ်ပေါ့နော်好အဲ့ဆိုတော့ဆွေးနောက်ထပ်လာရှိ grammar video လေးမှာဆက်ပြီးတော့မှတွေ့ကြမယ်好那我们下个视频见再见拜拜